တော်လူနာတွေကခွဲစိတ်ကုသမှုပြီးရဲ့အခါမှာအကြာကြီးနားယူတာကဒီခွဲစိတ်ကုသမှုပြီးရဲ့နောက်မှာပိုပြီးတော့ကောင်းမွန်တဲ့ result တွေကိုရလာနိုင်တယ်လို့ထင်နေကြတယ်။ဒါကလုံးဝမှားယွင်းတဲ့ user တစ်ခုပဲဖြစ်ပါတယ်။တကယ်ကတော့ early mobilization လို့ခေါ်တဲ့ခွဲစိတ်ပြီးနောက်မှာအချိန်တိုင်းတာတစ်ခုထိပဲနားပြီးတော့ပြန်လည်ပုံမှန်လှုပ်ရှားမှုတွေကိုပြုလုပ်တာကပိုပြီးကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ physiotherapist တွေရှိမယ်ဆိုလို့ရှိရင်လည်းသူတို့နဲ့တခြားလေးဆွေးနွေးတိုင်ပင်ပြီးတော့လေ့ကျင့်ခန်းတွေတခြားပြန်လုပ်ပြီးတော့ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေကိုပြန်ပြီးစတင်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ခွဲစိတ်ကုသမှုတိုင်းကဒီအမာရုပ်အကြီးကြီးတွေခွဲချောင်းအကြီးကြီးတွေကြံမယ်လို့ထင်နေကြတာရှိရပေါ့နော်ဒါကလည်းလုံးဝကိုမှားယွင်းတဲ့ user တစ်ခုပဲဖြစ်ပါတယ်အခုခေတ်မှာဆိုလို့ရှိရင် minimally invasive surgery လို့ခေါ်တဲ့ဒီခွဲချောင်းအသေးသေးလေးနဲ့ပဲခွဲစိတ်ကုသမှုတွေကိုပြုလုပ်လို့ရနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ခွဲစိတ်ကုသမှုတိုင်းကတော့အမာရုပ်အကြီးကြီးတွေကြံမှာလုံးဝမဟုတ်ပါဘူးရှင်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ခုနကပြောခဲ့တဲ့နံပါတ်1အချက်ကဒီခွဲစိတ်ကုသမှုပြီးတဲ့နောက်မှာ physiotherapist တွေနဲ့လေ့ကျင့်ခန်းတွေပြန်လုပ်တဲ့အခါမျိုးမှာနာကျင်မှုတစ်ခုခုခံစားရတယ်ဆိုလို့ရှိရင်လူနာတွေအနေနဲ့ဒီ physiotherapist နဲ့လုပ်နေတဲ့လေ့ကျင့်ခန်းတွေကိုရပ်တန့်လိုက်ရမယ်ဆိုပြီးတော့ user မှာတစ်ခုလည်းရှိတတ်ပါတယ်ဒါလည်းလုံးဝမှားယွင်းနေuser မှုတစ်ခုဖြစ်ပါတယ်တကယ်တမ်းကျတော့ခုနကပြောခဲ့သလိုမျိုးပေါ့နော်ခွဲစိတ်ကုသမှုပြီးတဲ့နောက်မှာဒီအချိန်တိုင်းတာတစ်ခုထိနားမယ်ပြီးရင်ပုံမှန်လေ့ကျင့်ခန်းတွေပြန်လုပ်မယ်ဆိုလို့ရှိရင် physiotherapist တွေညွှန်ကြားချက်အတိုင်းလုပ်တယ်ဆိုရင်တော့မှပဲနာကျင်မှုနည်းနည်းခံစားရတတ်တာမျိုးကြွတာတွေတောင့်တင်းနေရမျိုးလှုပ်ရှားကက်ခဲတာမျိုးဒါပုံမှန်ပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနာကျင်မှုတွေကိုတဖြည်းဖြည်းချင်းနဲ့ကြော်သွားပြီးတော့မှပုံမှန်ပြန်ပြီးတော့လေ့ကျင့်ခန်းတွေပြုလုပ်မယ်ဆိုလို့ရှိရင်လူကောင်းတိုင်းပြန်ပြီးတော့ပြန်လဲကောင်းမွန်လာမှာဖြစ်တယ်နာကျင်မှုနည်းနည်းခံစားရတိုင်းဒါရက်တက်ရမှာလုံးဝမဟုတ်ပါဘူးရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းကျမတွေနဲ့ပတ်သက်တဲ့ user လွဲမှားတွေကိုသိချင်တယ်ဆိုလို့ရှိရင် comment box မှာမှတ်မိခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်